ခွေနဲ့ရွက်ကလေးလောက်တက်ပြီဆိုရင်ဒီပန်းလေးထိုးပါနော်ခွင်းပတ်ချမ်းတွေပဲအမြဲလုပ်ပြနေကြမို့လို့ဒီတစ်ခေါက်တော့ပစင်ကောင်းပတ်ချမ်းလေးပဲလုပ်ပြလိုက်တယ်နော်ပစင်ကောင်းထိုးပြီးသားအောက်ကနေပြီးတော့လက်မဝက်လောက်အောက်ကိုဆင်းပါမယ်ရှင်အောက်ကိုခြီလေးတစ်ချက်တုပ်ပါမယ်နော်ခြီလေးတုပ်ပါမယ်ခြီလေးကတော့ခဏခဏသေးတယ်ခြီသီးတာလေးဖြေရတာလည်းတက်လို့ပေါ့နော်ပန်းထိုးသမားတွေအလုပ်ပေါ့ပြီးရင်အရွက်ကလေးခောက်တဲ့ပုံစံနဲ့အရွက်ကလေးခောက်မှာနော်ဒီအရွက်ခောက်လေးတွေကလည်းအရှိမအသေးစိတ်ပြခဲ့ပြီးပါပြီနော်အသေးစိတ်တင်ထားတဲ့ video file လေးလည်းရှိပါတယ်ရှင်အဲ့ဒါလေးဝင်ကြည့်လို့ရပါတယ်နော်အရွက်ကလေးတစ်စုံအရွက်ကလေးဟိုဘက်ဒီဘက်နှစ်ရွက်ခောက်ပါမယ်ရှင်ခောက်ပြီးတဲ့ခါကျရင်အနောက်ကနေခြီလေးတုပ်ပါမယ်နော်ခြီတုပ်တဲ့ခါကျရင်အလဲဦးတိုင်းလေးပဲတုပ်ပါမယ်ဘေးနှစ်ရွက်ဘေးထိတ်ဆုံးဘက်ထိမသွားပါဘူးနော်အလဲဦးတိုင်းလေးတွေပဲတုပ်ပါမယ်တုပ်တဲ့ခါကျရင်လည်းတဝက်လောက်ကပဲတုပ်ပါမယ်ရှင်ထိတ်ဖျားနေမတုပ်ပါဘူးအဲ့ဒါမှအရွက်ကားလေးဖြစ်ပြီးလှမှာပါနော်ပြီးသွားရင်အောက်ကိုနည်းနည်းလောက်ဆင်းပြီးတော့ကျိုးလေးဟာနေတဲ့ကျိုးလေးနှစ်ကျိုးပူပြီးတုပ်ပါမယ်နော်ပူပြီးတုပ်ပါမယ်ဘယ်လောက်ထိတုပ်အောင်လဲဆိုအရွက်ကလေးအစုံမှတုပ်ပါမယ်နော်ပထမအရွက်ကလေးအစုံမှတုပ်ပါမယ်ရှင်ကဲကျိုးလေးနှစ်ချောင်းကစီသွားအောင်လို့ပူပြီးသေချာတုပ်ပါမယ်တုပ်ပြီးရင်လည်းခုနပုံစံမျိုးအလားတူအရွက်ကလေးနှစ်ရွက်ထပ်ခောက်ပါမယ်ခောက်တဲ့ခါပေါ်ရွက်နဲ့အောက်ရွက်ကလေးတွေညီအောင်ခောက်ပါမယ်နော်ခြီကတော့ဟိုဘက်2ရက်ဒီဘက်2ရက်နဲ့အလုံးပေါင်း4ရက်ပဲရှိပါမယ်ရှင်ခြီလေးကလည်းကြက်ချေကပုံစံမျိုးလေးဖြစ်နေရပါမယ်နော်ပြီးရင်ခုနအတိုင်းအလေးနဲ့တစ်ချက်ပေါက်မယ်ပေါက်ပြီးရင်အနောက်ဘက်မှာရွက်ကလေးကိုခြီတုပ်ပါမယ်ရှင်ခြီတုပ်ပါမယ်ခြီတုပ်ပြီးရင်အောက်ဘက်ကိုလေးလက်မှထားမယ်နော်လေးလက်မှထားပြီးတော့အခွေလေးကိုဒီဘက်ချမ်းကိုခွေမယ်ရှင်ဟုတ်ကဲ့အရွက်ကလေးနဲ့အခွေလေးလုတ်တက်ရင်ဒီပန်းလေးထိုးရပြီဆိုတော့ယုံပြီနော်ဒီမှာအခွေလေးကိုအပတ်မှာခြီတုပ်လိုက်ပါမယ်ခြီတုပ်ပြီးသွားရင်အပေါ်ကကျိုးလေးကိုပါပူသွားအောင်လို့နော်အဲလေးနဲ့တစ်ချက်စီလိုက်ပေါက်ပါမယ်နော်ကျိုးလေးနဲ့ကျိုးပူသွားအောင်လို့ပါနော်နှစ်ချက်လောက်ဆိုရပါတယ်ပူသွားပြီဆိုရင်အဲ့ဒါလေးနောက်ကကျန်းတဲ့ကျိုးလေးကို3လက်မလောက်တိုင်းပြီးဖြတ်ပါမယ်ရှင်ပြီးရင်အပေါ်ကိုစက်ညင်ဘက်ကိုပြန်ပြီးအခွေလေးပြန်ခွေပါမယ်နော်ကဲခွေပြီးသွားပါတယ်နော်ခွေပြီးသွားတဲ့ခါကျရင်အရွက်ကလေးကိုပြန်ပြီးတော့ပူတုပ်ပါမယ်နော်ကဲပူတုပ်ပြီးသွားပြီဆိုရင်တော့ကွေးလေးဖြစ်သွားရင်နည်းနည်းနောင်လေးဖြစ်သွားရင်ဆိုပူလှသွားပါပြီနော်တစုံဆိုရင်တော့ပိုပြီးလှတွေကပူပေါ်သွားပြီပေါ့နော်ကဲအဲ့လိုမျိုးလေးဖြစ်သွားပါပြီနော်ချစ်စရာကောင်းတယ်နော်ကဲအခုကြည့်နေတဲ့လူကရောဒီပန်းလေးကိုဘယ်လိုမြင်လဲဆိုတာမှန်းခဲ့ပြီနော်ကိုကတော့ပန်းချက်ဒီဒူးတဲ့လူမို့လို့လားမသိဘူးဘယ်ပန်းလေးဖြစ်ချစ်နေတော့ပါပဲဟိုဘက်ချမ်းဒါကွင်းဘက်ချမ်းလေးပေါ့နော်ကွင်းဘက်ချမ်းလေးတစ်စုံလေးလုပ်ပြီးသွားရင်တော့ပူလှသွားပြီပေါ့နော်ကျေးဇူးများ